Hey guys, welcome back. ဒီနေ့မှာမဆူတို့ဒီ business အတွက်အသုံးဝင်တဲ့စကားလုံးလေးတစ်လုံးပေါ့နော်လေ့လာကြမယ်အဲ့ဒါကတော့ glass ceiling ပဲဖြစ်ပါတယ် glass ceilings ရဲ့အဓိပ္ပာယ်ကဒီမှန်မျက်နှာကျက်ပေါ့နော်အဲ့ဒါကဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်မဆူတို့ကဒီမဆူတို့အလုပ်အကင်ပေါ့နော်ဒီ carrier လမ်းကြောင်းတက်သွားတဲ့ခါကြလို့ရှိရင်တနေ့ရကြလို့ရှိရင်မဆူတို့ glass ceiling ကို hit ဖြစ်သွားတယ်အဲ့ခါကြလို့ရှိရင်မဆူတို့အပေါ်ကိုမတက်နိုင်တော့ဘူးအထူးသဖြင့်မဆူတို့ကmaster degree မရှိဘူးဆိုလို့ရှိရင် managerial level ကိုတက်လို့မရတာတို့ပေါ့နော်အဲ့ခါကြရင် glass ceiling ထိသွားတယ်ပေါ့နော်အပေါ်တက်လို့မရတော့ဘူးအထူးသဖြင့် business world မှာဆိုလို့ရှိရင်အမျိုးသမီးတွေက glass ceiling ကိုထိတာပုံမြန်ကြတယ်ပေါ့နော်ဒီယာဒူးမတိုးတော့တဲ့အခြေအနေရောက်သွားတာပုံမြန်ကြတယ်ပေါ့နော်အဲ့ဒါကို glass ceiling လို့ခေါ်တယ်အဲ့ဒီ barriers ကြီးကိုglass ceiling လို့ခေါ်တယ်ပေါ့နော်မှန်မျက်နှာကျက်ပေါ့နော် yeah so it means an officially acknowledged barrier to advance in a profession especially affecting women and members of minorities ပေါ့နော်အထူးသဖြင့်အမျိုးသမီးတွေရဲ့ပြီးတော့တခြားလူနည်းစုတွေရဲ့ခံစားရလေးရှိတဲ့ဒီအလုပ်အကင်ဘက်မှာဆိုလို့ရှိရင် professional နဲ့ပတ်သက်တဲ့နေပင်မှာဆိုလို့ရှိရင်သူတို့ထပ်ပြီးတော့ယာဒူးမတိုးတော့တဲ့ barriers ကြီးကို glass ceiling လို့ခေါ်တယ်ပေါ့နော်မြန်မာလိုဆိုလို့ရှိရင်တော့ဘာစကားလုံးနဲ့သုံးလဲတော့မသိဘူးပေါ့နော်မြန်မာလိုမစုအဆင်ပြေတယ်လို့ဘာသာပြန်ထားတာကတော့အလုပ်ထဲမှာယာဒူးထပ်မတိုးနိုင်တော့တဲ့အခြေအနေဒါမှမဟုတ်တားစီတစ်ခုပေါ့နော်မမြင်နိုင်တဲ့တားစီ yeah things like that so let's have a look at the example. Women tend to hit the glass ceiling earlier than men in corporate world. The corporate world မှာဆိုလို့ရှိရင်မျိုးသမီးတွေကမျိုးသားတွေထက်ပိုပြီးတော့စောစီ glass ceiling ကိုထိလေ့ရှိတယ်။သူတို့ယာဒူးမတိုးနိုင်တော့တဲ့အခြေအနေတစ်ခုကိုမြန်ဆန်ရောက်လေ့ရှိတယ်ပေါ့နော်။ If you don't have a master degree, you will likely to hit the glass ceiling very soon in this company. သင်မှာ master degree မရှိထားဘူးမကင်ထားဘူးဆိုလို့ရှိရင်ဒီ company မှာအလုပ်လုပ်မယ်ဆိုလို့ရှိရင် glass ceiling ကိုမြန်ဆန်သွားထိလိမ့်မယ်တဲ့yeah သဘောပေါက်မှာပါ right ယာဒူးမတိုးနိုင်တဲ့အခြေအနေတစ်ခုကိုအမြန်ဆန်ရောက်လိမ့်မယ်ပေါ့နော် She's been in that position for 10 years. Apparently, she's hit the glass ceiling and should seek help to make changes in her career. သူကဒီ position မှာဒီယာဒူးမှာအလုပ်လုပ်နေတာ10နှစ်ရှိပြီ10နှစ်ယာဒူးမတိုးပဲနဲ့နော် Apparently, she's hit the glass ceiling. သူက glass ceiling ကိုထိသွားပုံရပြီတဲ့အဲ့အခြေအနေတစ်ခုကိုရောက်သွားပုံရပြီပေါ့နော်and should seek help to make changes in her career သူရဲ့အလုပ်အကိုင်မှာသူရဲ့ career မှာအကူအညီတွေကိုအကူအညီတွေအကြံဉာဏ်တွေကိုလိုက်ရှာသင့်ပြီပေါ့နော်အဲ့တော့ကျမတို့ glass ceiling ဆိုတဲ့စကားလုံးလေးကိုအသုံးပြုပြီးတော့ comment မှာစာကြောင်းတစ်ကြောင်းလောက်ရေးပေးသွားခဲ့ကြပါဒါပဲနော် bye bye